ပညာတတ်နေပြီဆိုငါတို့ကိုလက်နဲ့ပေးပါအောင်ကျွန်တော်လည်းစမ်းကြည့်မယ်ဆိုပြီးတော့တယောက်လောက်ညက်ပေးလိုက်တယ်ညက်မဲ့သူငယ်ချင်းကသူ့စံပင်ကကောက်ပေါက်ခွေးခွေးနဲ့ခေါင်းစားပြီးပြလူကလည်းချွေးတွေကဆိုညီရင်နဲ့တုံးပါတုံးလိုက်ရတယ်ဒီလိုပါပဲပညာတစ်ခုကအချိန်ဆိုတဲ့ပေးစမှုတွေလဲလာမှုတွေအားတွေမဆိုင်တော့ပဲအဲ့ဒီလိုရတယ်မပေးစပဲနဲ့တော့လေတက်ပညာမတက်မြောက်လာမှာမဟုတ်ဘူးကျွန်တော်စံပင်ညက်တဲ့နေပြီးတာကိုပြီးတဲ့ကျွန်တော်ဖေးကလည်းတောင်းလိုက်ဆိုရင်ဖေးကိုစံပင်လေးညက်ပေးပါတယ်ကျွန်တော်လည်းရတယ်ဖေးညက်ပေးမယ်ဗျဆိုပြီးရကက်ချေကိုင်စံပင်လေးကိုကောင်းပြီးညက်ပါပြီးညက်နေပါပြီးရွှတ်ဆိုပြီးတန်တစုံကဖေးရဲ့နားထဲမှာကျဲလောင်စွာကြားလိုက်ရတဲ့အတန်တစုံကက်ချေပြတဲ့တန်မဲ့ဖေးရဲ့နေရွက်ကိုကျွန်တော်ရဲ့ကက်ချေကညက်ချလိုက်မိတဲ့အဖေးလည်းအဲ့ဒီချိန်နောက်ပိုင်းကနေကျွန်တော်ဆိုရင်ကြောက်သွားတယ်ဗျဟာမလွယ်ဘူးဗျဒီစံပင်ပညာမမဟုတ်ဘူးဘယ်ပညာရမှာပေါ်တိုင်းတော့မလုပ်ကြည့်ဘူးသေးပဲလွယ်တယ်တော့တတ်မှလို့မရဘူးလို့